အဒီမီမူလက်ခင်မင်းဖာလောက်တာလေအနီမီရဲ့မင်္ဂလာပွဲကိုလာတက်ရောက်တာပါမင်းကိုပြောထားမယ်နော်ငါအမျိုးသားရှေ့မှာအရှင်အကြောင်းနေမင်းမပြောမိစေနဲ့စိတ်ချပါမပြောပါဘူးမေ तू ကမေရဲ့ဧည့်သည်လားယင်ဟုတ်တယ်မအနီမီရဲ့အမျိုးသားတိတ်ခတ်ညာတာပဲနော်ကျေးဇူးပါဗျာမေဧည့်သည်ဆိုရင်မေခဏစကားပြောနေနိုင်အောင်လေမောင်ဘယ်ဝိုင်းမှာတွားပြီးအခမ်းနိုင်အောင်မယ်အင်းမောင်ရဲ့မိပြီးရင်လာခဲ့မယ်နော်အန်ဒီမေကအမျိုးသားတွေကိုသဘောကျရင်ဘာလို့ကျမဘဝတွေဝင်လာခဲ့သေးရလဲမင်းဖာရီလာပြောနေရလေမင်းဘာသာစိတ်ကူးရှင်နေတာတို့ဘက်ကမင်းကိုညီမလေးတယောက်ထက်မပို့ဘူးဒါဆိုဘာလို့ကျမကိုနမ်းခဲ့သေးရလဲအဲ့အနမ်းဟောဘာသဘောလဲမူလက်ခင်မင်းတော်ပြီနော်တို့မင်္ဂလာဆောင်မှာအဆက်လာခွဲနေရလားအနီမေဘာလို့အခုမှကျမအဆိုးပဲမြင်နေရတာလဲကျမအဲ့လောက်အောက်တန်းကြမယ်လို့အနီမေထင်လို့လားမင်းဘာဖြစ်ချင်နေတာလဲမှုလက်ခင်မင်းကိုတို့မချစ်ဘူးတို့ကအမျိုးသားတွေပဲချစ်တာမင်းနဲ့ပတ်သက်သမျှအရာအားလုံးကလည်းစိတ်ကစားရုံတတ်ပဲရက်ဆက်လိုက်တာအန်ဒီမေရဲ့ဗါတဲ့စိတ်ကစားတာတဲ့ရည်ချင်းမိသားအသက်30နီးပါးအမျိုးသမီးကအသက်22နှစ်ရှိရဲ့အမျိုးသမီးကိုစိတ်ကစားတာတဲ့လားဘာလဲမင်းကတို့ကိုလှောင်တာလားမလောင်ရဲပါဘူးရှင်အန်နီမေလိုဂုံတရရှိအမျိုးသမီးကိုလှောင်ရဲပါဘူးတို့မင်းနဲ့စကားဆက်မပြောချင်တော့ဘူးမင်းပြန်တော့ပြန်မှာပါဒါပေမဲ့မပြန်ခင်တခုတော့တတိပေးခဲ့မယ်နော်ကျမကိုကစားသွားတဲ့အန်နီမေရေကိုစတဲ့ဇက်ကိုကိုနိုင်အောင်ကဖို့ပဲကြိုးစားလိုက်ပါဦးမင်းကွာမေဘာဖြစ်လို့ဒေါသကြီးထွက်နေရတာလဲကွာဘာမှမဖြစ်ပါဘူးမရဲ့လာပါဧည့်သည်ဧည့်ခံရအောင်